ဒီဇလန်လေးကတော့ပေနှထောင်အမြင့်ရှိတဲ့စွန့်ပစ်ထားတဲ့ရေဒီယိုတာဝါတိုင်ကြီးပေါ်မှာပိတ်မိသွားတဲ့တငယ်ချင်းနှစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဇလန်အစာမှာဟန်တာကသူ့ရဲ့တငယ်ချင်းအကြောက်တက်တဲ့ဘက်ကီကိုနောက်ပြောင်ကျင်တာနဲ့ပေနှထောင်အမြင့်မှာလှေကားကိုအတင်းလှုပ်ခါပြီးခြောက်လန့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလှုပ်ခါလိုက်တာကြောင့်လှေကားကိုထိန်းထားတဲ့ဝတ်ဦးတွေပြုတ်ထွက်ကုန်မှန်းသူတို့မသိခဲ့ကြဘူး။တာဝါတိုင်ထိပ်ကိုရောက်တဲ့အခါသူတို့နှစ်ယောက်ဟာ influencer တွေလိုမျိုးဓာတ်ပုံတွေအလန်းစားရိုက်ခဲ့ကြပါတယ်။ဒါပေမဲ့ပြန်ဆဲမယ်လို့တော့မှလှေကားကရုတ်တရက်ပြုတ်ကျသွားပြီးဝက်ဦးတွေတစ်ခုပြီးတစ်ခုကျွတ်ထွက်ကုန်มาတော့တယ်။အဲ့ဒီအချိန်မှာပဲဘက်ကီဟာခြေချော်ပြီးပြုတ်ကျသွားပြီမဲ့ကန်ကောင်းထောက်မစွာနဲ့ကျိုးကခိုင်နေသေးတာကြောင့်ပေနှထောင်အမြင့်မှာဟိုဘက်ဒီဘက်ရိမ့်ထိုးပြီးတွဲလန်းကြီးဖြစ်နေခဲ့ပါတယ်။ဟန်တာကဘက်ကီကိုအတင်းပြန်ဆွဲတင်ဖို့ကြိုးစားပေမဲ့သူ့ခြေထောက်ကလည်းရုတ်တရက်ချော်သွားပြန်တယ်။ဘက်ကီလည်းကြောက်လန့်တကြားအော်ဟစ်ခဲ့ရပေမဲ့နှစ်ယောက်သားအတူတူရုန်းကန်လိုက်တာကြောင့်နောက်ဆုံးမှာဘက်ကီတယောက်တာဝါတိုင်ထိပ်ကိုဘေးကန်းနဲ့ပြန်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့စိတ်အေးယုံရှိသေးတယ်ပိုဆိုးတဲ့အခြေအနေကိုသူတို့ရင်ဆိုင်လိုက်ရပါတယ်။အောက်ကိုငုံကြည့်လိုက်တော့လှေကားတစ်ခုလုံးကမြေပြင်ပေါ်ကိုပြုတ်ကျသွားတာမြင်လိုက်ရလို့ပါပဲ။အခုတော့သူတို့နှစ်ယောက်ဟာအောက်ဆင်းစရာလမ်းမရှိပဲပေ2000အမြင့်ကစွန့်ပစ်တာဝါတိုင်းပေါ်မှာပိတ်မိနေပါပြီ။ဖုန်းဆက်ပြီးအကူအညီတောင်းဖို့ကြိုးစားပေမဲ့အမြင့်ကြီးဖြစ်နေလို့လိုင်းကလုံးဝမမိပါဘူး။